လုပ်ငန်းရှင်တွေအနေနဲ့ဒီ အရောင်း manager marketing manager တွေအနေနဲ့စဉ်းစားရတဲ့ decision တွေရှိပါတယ်အဲ့ဒါကတော့ပထမဆုံး pricing decision ပါ pricing decision ဆိုတာကကြတော့ကျွန်တော်တို့ဒီဈေးကွက်ထဲမှာဆိုရင်ငါတို့ကဘယ်လိုပုံစံနဲ့ရှင်းပြိုင်မယ်ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ရှင်းပြိုင်မယ်စသည်ဖြင့်ဒါမျိုးတွေကျွန်တော်စဉ်းစားရတယ်အဲ့တော့ pricing objective မှာဆိုရင်ပထမတစ်ခုကတော့ကျွန်တော်တို့ကကိုယ့်ရုံးရဲ့ objective ပေါ်မှာမူတည်ပြီးတော့ချရလေးရှိတယ်နောက် price level ပေါ့နော်ဘယ်လိုမျိုးလေးတွေထားမလဲ credit and discount policy အဲ့ဒါလေးကျွန်တော်တို့ကသတ်မှတ်ကြပါတယ်ပြီးရင်ဈေးနှုန်းသတ်မှတ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဟလာကျွန်တော်တို့စဉ်းစားလို့ရတာက၃ခုရှိပါတယ်တစ်ခုကကျွန်တော်တို့ company ရဲ့ objective company objective ပေါ်မှာမူတည်ပြီးတော့စဉ်းစားလို့ရတယ်ပြီးတော့ market objective ကိုတွားခြင်းနဲ့ဈေးကွက်မှာငါတို့ဒီလောက် market share ဘယ်လောက်ရဒီလောက်လိုချင်တယ်ဆိုရင်ဘယ်လိုဈေးနှုန်း strategy နဲ့တွားမလဲဒါမျိုးလေးတွေစဉ်းစားပါနောက်တစ်ခုက demand consideration နဲ့လုပ်ရတယ်အဲ့ဒါကကျတော့ဟလာ demand ပေါ်မှာမူတည်ပြီးတော့ငါတို့ဒီလောက်ဒီတော့အခုငါတို့ရောင်းနေဈေးကတော့3000ပေါ့နော်3000ခွဲလောက်တိုးလိုက်ရင်ဘယ်လောက်ထိ demand ကျအောင်မလဲဘယ်လောက်ထိ demand တက်လာမလဲဒါမှမဟုတ်3000မလို့ပဲ18000လောက်ပြောင်းလိုက်ရင်ရောဘယ်လောက် demand တက်လာမလဲဘယ်လောက်ထိ demand ကျအောင်အစသည်ဖြင့်ဒါမျိုးလေးတွေစဉ်းစားပြီး cost consideration ဆိုတာကိုယ်ရုံးရဲ့အသုံးစရိတ်ပေါ်မှာမူတည်ပြီးကျွန်တော်စဉ်းစားရလေးရှိတယ်နောက်တစ်ခုကကျတော့ competitor ပေါ်မှာမူတည်ပြီးတော့လည်းစဉ်းစားရလေးတွေရှိပါတယ်ဒီနေရာမှာတော့ကျွန်တော်ဒီလောက်ပဲပြောထားပါမယ်ကျွန်တော်တို့နောက်ပိုင်း session တွေမှာဆိုရင်ဒီ pricing strategy နဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်ကျွန်တော်တို့စဉ်းစားကြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးစဉ်းစားရတာက pricing ပြီးမှကျွန်တော်တို့က distribution channel ပေါ့ distribution channel မှာဆိုရင်ကျတော့ကျွန်တော်တို့က distribution channel ဆိုတာကကိုယ့်ရဲ့ကုန်ပစ္စည်းကိုစားသုံးသူတွေအထိကိုရောက်သွားအောင်ဖြန့်ဖြူးတဲ့ဟာကိုကျွန်တော်တို့ distribution channel ခေါ်တာပေါ့ဆိုတော့အဲ့ distribution channel မှာဆိုရင်လည်းငါ့ရဲ့ကုန်ပစ္စည်းရဲ့သဘောတရားအရာ selected distribution ပဲထားမယ်ဒါမှမဟုတ်လည်း intensive ထားမယ်ဒါမှမဟုတ် exclusive ထားမယ် exclusive ဆိုတာကကျတော့လုံးဝဒီ data အတွက်ဒီတယောက်ပဲရှိမယ်ကိုယ်စားလှယ်တယောက်ပဲရှိမယ်ဥပမာပြောတာပေါ့နော်အဲ selective ဆိုတာကကျတော့ဒီ data မှာဆိုရင်တော့3ယောက်ထားမယ်ဒီ data မှာဆိုတော့2ယောက်ပဲထားမယ်ဒါမျိုး selective လေးတွေပေးတာမျိုးလေးပေါ့ intensive ဆိုတာကကျတော့ကျွန်တော်တို့ကများလေကောင်းလေပေါ့များလေကောင်းလေဆိုတဲ့ idea မျိုးနဲ့လာအကုန်လုံးကိုကျွန်တော်တို့ distribution channel ချပြီးတော့ပေးလိုက်တာရှိအဲ့ဒါကလည်းကျွန်တော်က product ပေါ်မှာလည်းမူတည်တယ်ကျွန်တော်တို့ brand ရဲ့ positioning ပေါ်မှာလည်းမူတည်တာပေါ့နော်အဲ့တော့ကျွန်တော်ဒါတွေလည်းအသေးစိတ်ကျွန်တော်တို့နောက်ပိုင်း session တွေမှာပြောရမှာဖြစ်ပါတယ်ကျွန်တော် distribution channel စဉ်းစားတဲ့အခါမှာကျွန်တော်နှစ်ခုရှိတယ်တစ်ခုကကျတော့ level of service ပေါ့ level of service ဆိုတာကကျတော့ကျွန်တော်တို့က customer တွေကို service ဘယ်လောက်ထိပေးချင်တာလဲဘယ်လောက် level တွေ customer ပေးချင်တာအဲ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကစဉ်းစားရမယ်နောက်တစ်ခုကကျတော့ terms and condition terms and condition ဆိုတာဟုတ်လားအလုံး1000မှာမှ exclusive ပေးမယ်ဒါမျိုးလေးတွေပေါ့ကျွန်တော်တို့ဒီဟာတွေကိုကျွန်တော်တို့နောက်ပိုင်း session တွေမှာအသေးစိတ်ဆွေးနွေးမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ decision ချတဲ့အခါမှာ promotion decision ချရပါတယ် promotion decision ချတော့ကိုယ့်ရဲ့ ကုန်ပစ္စည်းကိုလူကသိမှဝယ်မှာ哦ဒါကအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က promotion decision ချရတာဖြစ်တယ် promotion decision မှာဆိုကျွန်တော်တို့အခုရေကူအဖြစ်ပေါ့နော်တကယ်ကို main channel 5ခုရှိတယ် advertising လုပ်လို့ရမယ် personal selling လုပ်လို့ရမယ် sales promotion တွေချလို့ရမယ် public relationship လုပ်လို့ရမယ် direct marketing လုပ်လို့ရမယ်ဒီလိုနည်းလမ်းတွေရှိတယ်ပေါ့ဒါမှအဲ့ဒီ9လမ်းမှာငါတို့ရဲ့ ကုန်ပစ္စည်းရဲ့သဘောတရားအရဘယ် channel တွေမှာတော့ငါတို့ကြော်ညာမယ်ဘယ် channel တွေမှာတော့ဘယ်လိုသုံးစွဲမယ်ဆိုတာမျိုးကိုစဉ်းစားဆုံးဖြတ်ကြတဲ့လုပ်ငန်းစီတွေလုပ်ရပါတယ်ဆိုတော့ဒီဟာတွေအကုန်လုံးကို decision မှန်မှန်ကန်ကန်ချနိုင်မှုအတွက်ကိုကျွန်တော်တို့က sales planning နောက် session တွေမှာကျွန်တော် sales planning စပြီပေါ့နော်နောက် session တွေမှာကျွန်တော်တို့ကတေချာအသေးစိတ်စဉ်းစားတတ်အောင်ကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဒါဟလာအရောင်း manager တယောက်အနေနဲ့ပိုင်ရှင်တယောက်အနေနဲ့ marketing manager တယောက်အနေနဲ့ဒီလိုလေးတွေစဉ်းစားရဆိုတာကိုသိထားရင်ကိုလုံလောက်ပါတယ်